အားလုံးပဲမင်္ဂလာပါဘယ်သူတွေရှိကြလဲအတန်ကြီးလာကြားလာရှင်းလာဝင်လာတဲ့သူတွေအားလုံးကိုစုပြည့်ဒီ live လေးကနေကြိုဆိုပါတယ်ရှင်เนาะအတန်ကြီးရင်ကြီးရဲကြားရင်ကြားတယ်ရှင်းရင်ရှင်းတယ်အောက်မှာတစ်ချက်လောက်ပြောပြကြပါဦးဒီနေ့ဒီ live မှာကကြားတော့စုပြည့်ကဒီ online ကနေပြီးတော့ဝင်ငွေရှာနေတဲ့သူတွေဖြည့်ရမယ့် skill တွေကိုဒီ live မှာပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဝင်လာကြပြီဆိုလို့ဆိုရင်အတန်ကြီးလာကြားလာရှင်းလာအောက်မှာတစ်ချက်လောက်ပြောပြကြပါဦးဘယ်သူတွေပဲနိုင်ငံပဲမျိုးကနေကြည့်နေကြလဲเนาะစုပြည့်ရဲ့အတန်ကိုကြီးကြီးလင်းလင်းရှင်းရှင်းလင်းလင်းကြားကြလားဒီနေ့မှာစုပြည့်ကိုပထမဦးဆုံးတွေ့ဘူးမြင်ဘူးတဲ့သူတွေပါတယ်ဆိုလို့ဆိုရင်လည်းဒီနေ့ဒီ live လေးကနေပြီးတော့ကြိုဆိုပါတယ်เนาะအဲ့တော့ဘယ်သူတွေဘယ်နိုင်ငံပဲမျိုးကနေကြည့်နေကြလဲအပန်းမကြည့်ဘူးဆိုလို့ဆိုရင်အောက်မှာတစ်ချက်လောက်ဝင်ပြီးတော့နှုတ်ဆက်ပေးသွားကြမယ်เนาะအတန်ကြီးလားကြားလာရှင်းလားเนาะဘယ်သူတွေဝင်လာကြပြီလဲစုပြရတော့ဘသူ့မှမတွေ့ရသေးဘူးဖြစ်နေတယ်ပေါ့နော်အဲ့တော့ဘသူတွေဝင်လာကြပြီလဲအတန်ကြီးလားကြားလာရှင်းလားအဆင်ပြေလားအောက်မှာတစ်ချက်လောက်ပြောပေးကြပါဦးနော်โอเคเนาะဝင်လာတဲ့သူတယောက်တော့တွေ့ပြီเนาะစုပြဘသူဝင်လာလဲတော့မသိဘူးပေါ့เนาะစုပြကလူတွေတော့မမြင်ရသေးဘူးဖြစ်နေတယ်เนาะအဲ့တော့အတန်ကြီးလားကြားလာရှင်းလားအဆင်ပြေလားအောက်မှာတစ်ချက်လောက်ပြောပေးပါဦးเนาะโอเคonline ကနေပြီးတော့ဝင်ငွေရှာနေတဲ့သူတွေမဖြစ်မနေဖြည့်ရမယ့် skill တွေကိုဒီ live မှာပြောပြပေးသွားမှာဖြစ်ပါတယ်အတန်ကြီးကြီးတယ်ကြားရင်ကြားတယ်ရှင်းရင်ရှင်းတယ်တစ်ချက်လောက်ပြောပေးကြပါအောင်နော်ဂျွန်းဝတီကမင်္ဂလာပါတဲ့ဟုတ်ကဲ့ပါမင်္ဂလာပါရှင်းနော်ဘယ်သူတွေဝင်လာကြပြီလဲအတန်ကြီးလာကြားလာရှင်းလာအောက်မှာတစ်ချက်လောက်ပြောပေးကြပါဦးနော်โอเคနော်မင်္ဂလာပါရှင်အားလုံးပဲမင်္ဂလာပါเนาะဝင်လာတဲ့သူတွေအားလုံးကိုကြိုဆိုပါရစေเนาะโอเคအဲ့တော့ online social media မှာဝင်ငွေတွေရှာတော့မယ်ကိုယ့်ရဲ့စီးပွားရေးပေါ့เนาะနည်းနည်းတိုးနေတယ်ချဲဟုတ်လားကြံတဲ့သူတွေရောအတန်တိုးလားစုရမိုက်လေးအားကုန်နေလို့လေမိုက်မတက်ထားရအောင်ဖြစ်ခလေးလေးကျိုးမိုက်လေးယူပေးပါကျိုးမိုက်လေးကြားရလားโอเคเนาะအဲ့တော့เนาะအတန်ကတော့နည်းနည်းလေးအဆင်မပြေဖြစ်မယ်ဆိုလို့စင်လဲအားလုံးသိခံပေးကြပါเนาะဒီအချိန်အားကြလားဒီအချိန်အားကြလားစုပြရတော့ဒီအချိန်အားလို့ဒီအချိန်လာလိုက်တာပေါ့နော်မယူလဲရတယ်เนาะဒီအချိန်အားလို့ဒီအချိန်လာလိုက်တာပါโอเคအဲ့တော့အတန်ကြီးကြီးရကြားရင်ကြားတယ်ရှင်းရင်ရှင်းတယ်တစ်ချက်လောက်ပြောပေးကြပါအောင်เนาะ online social media ကနေပြီးတော့ဝင်ငွေတွေတိဆောက်ချင်တဲ့သူတွေပါတယ်အခုမှစတင်နေတာသို့မဟုတ်လုံနေတယ်ပေါ့နော်ဒီလိုမျိုးလူတွေပါတယ်ဆိုလို့ဆိုရင်စုလေးကိုပါတယ်လို့တစ်ချက်လောက်ပြောပေးကြပါเนาะမမကျူကျူမြင့်ကမင်္ဂလာပါတီချဲမမကျူကျူမြင့်ရေမင်္ဂလာပါเนาะဖြိုးမင်းသူမင်္ဂလာပါအားလုံးပဲမင်္ဂလာပါရှင့်เนาะအဲ့တော့စုလေးကိုယ်တိုင်လေဒီ online social media ကိုအသုံးပြုပြီးတော့ဝင်ငွေတွေတိဆောက်နေတဲ့သူတယောက်ဖြစ်တယ်ဒီ social media ကိုသုံးပြီးတော့ဝင်ငွေရှာတဲ့သူတွေမှာဘာအားသာချက်ရှိလဲဆိုလို့ဆိုရင်ကိုကြိုက်တဲ့အချိန်ကိုအလုပ်ကိုလုပ်လို့ရတယ်ဥမာထားလိုက်ပေါ့စုပြေဆိုလို့ဆိုရင်စုပြေကူ live လွှင့်တာဒီ time back အချိန်ဆိုလို့ဆိုရင်ည10နာရီကြော်နေပြီပေါ့နော်10နာရီကြော်မှာစုပြေ live လာလွှင့်နေကိုရဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်ကိုစိတ်ကြိုက်10နာရီမှာလွှင့်မှာလားည1နာရီမှာလွှင့်မှာလား2နာရီမှာလွှင့်မှာလားဒါကိုရဲ့သဘောပေါ့နော်ကိုကြိုက်တဲ့အချိန်မှာအလုပ်လုပ်လို့ရတယ်လုံးဝ freedom ပဲနော်ကိုတောင်းထိုင်ကမင်္ဂလာပါချဲတယ်ဟုတ်ကဲ့ပါမင်္ဂလာပါနော်အင်တာနက်ရှိတဲ့နေရာတိုင်းမှာအလုပ်လုပ်လို့ရတယ်ဒါအားတာချက်ပေါ့နော်စုပြေက online မှာအလုပ်လုပ်ရတာအရန်ကြိုက်တယ်ဘာလို့လဲဆိုတော့ဆိုင်ငန်းကားတွေမလိုဘူးပစ္စည်း store တွေထားစရာမလိုဘူးရောက်တဲ့နေရာမှာဖုန်းတစ်လုံးအင်တာနက်ကောင်းကောင်းရှိုံနဲ့အလုပ်လုပ်လို့ရတယ်ဒါပေမဲ့အဲ့ဒီလိုမျိုးလွတ်လွတ်လပ်လပ်နဲ့ဒီအလုပ်လုပ်လို့ရတဲ့ကိုကြိုက်တဲ့ဝင်ငွေကိုစိတ်ကြိုက်ဖန်တီးလို့ရတဲ့သူတယောက်ဖြစ်ဖို့ဆိုလို့ဆိုရင်ဆိုပြီးတော့မဖြစ်မနေတက်ထားရမယ် skill တွေဖြည့်ထားရမယ် skill တွေတော့ရှိတယ်เนาะမဖြစ်မနေ online ပေါ်မှာအလုပ်လာပြီးတော့လုပ်တော့မယ်ဆိုလို့ဆိုရင်တမန်အပြင်မှာပဲလုပ်နေတယ်လို့တော့လုပ်လို့မရတော့ဘူးအပြင်မှာကကြတော့အပြင်ကအရင်နှီးရပါလဲဆိုလို့ဆိုရင်ဆိုင်ငန်းကအရင်နှီးတွေလိုမယ်နေရာထိုင်ခင်းကားတွေလိုမယ်ပြီးရင်ပစ္စည်းကားတွေလိုမယ်ပြီးရင်လူကတနေကုန်ဆိုင်ဖွင့်ချိန်ကနေဆိုင်ပိတ်ချိန်ကြီးလူအမြဲရှိနေဖို့လိုအပ်တယ်ဒါကအပြင်အလုပ်ပေါ့နော်အောင်ကမင်္ဂလာပါခင်ဗျားတဲ့အောင်ရေးမင်္ဂလာပါเนาะအားလုံးပဲမင်္ဂလာပါဝင်လာတဲ့သူတွေအားလုံးကိုကြိုးဆိုပါတယ်เนาะ
စုပြေကိုမှစပြီးတော့တည့်ရသူလေးပါတယ်ဆိုလို့ဆိုရင်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နော်အဲ့တော့ဒီ live လေးကကိုယ့်ရဲ့အတိကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းတွေကိုသိစေချင်တယ်ဆိုလို့ဆိုရင်လည်းဝိုင်းပြီးတော့ share သွားပေးဖို့အတွက်အားလုံးကိုတိုက်တွန်းချင်ပါတယ်နော် okay အဲ့တော့စုပြေတို့ number 1ကိုစတော့မယ်နံပါတ်1ကို ready အဆင်သင့်ဖြစ်ကြပြီဆိုရင်စုပြေကို1လို့ရေးခဲ့ပေးပါ live ကအကြောတွေမရှိတော့ဘူးပေါ့နော်စုပြေနိုင်ဝက်ပဲလွှင့်မယ်အဲ့တော့ ready အဆင်သင့်ဖြစ်ပြီဆိုလို့ဆိုရင်1လို့ရေးခဲ့ပေးပါနံပါတ်1အချက်စုပြေစတော့မယ်အဲ့တော့ပထမအဆုံးအနေနဲ့ပြောချင်တာက online offline ကဘာတွေကွာခြားမှုရှိလဲเนาะ online မှာအလုပ်လုပ်မယ်ဆိုရင်နေရာထိုင်ခင်းမလိုဘူးရောက်တဲ့နေရာမှာအလုပ်လုပ်လို့ရတယ်ကိုကြိုက်တဲ့အချိန်မှာအလုပ်လုပ်လို့ရတယ်ည10နာရီမှာလုပ်မှာလားမနက်9နာရီထပြီးတော့အလုပ်လုပ်မှာလားဒါကိုစိတ်ကြိုက်အလုပ်လုပ်လို့ရတယ်เนาะမင်္ဂလာပါချဲတဲ့ဖြူလေးရေမင်္ဂလာပါเนาะအားလုံးပဲမင်္ဂလာပါကိုစိတ်ကြိုက်အလုပ်လုပ်လို့ရတယ်ဒါပေမဲ့အပြင်မှာဆိုလို့စင်တော့စုပြတို့တွေဆိုင်ဖွင့်ချိန်မနက်8နာရီကနေ9နာရီဆိုရင်ဒီမနက်8နာရီ9နာရီမနက်8နာရီကနေ9နာရီပဲလုပ်လို့ရမယ်ပြီးရင်နောက်တစ်ခုကကြတော့နေရာထိုင်ခင်းတွေလိုတယ်ဆိုင်ဖွင့်ချိန်ပိတ်ချိန်တွေလိုတယ်နော်မင်္ဂလာပါတီချဲတဲ့ဒီနေ့နောက်ကျနေသလားလို့တဲ့ဟုတ်တယ်ဖြူလေးနော်ဒီနေ့နောက်ကျနေတယ်နော်ဒီနေ့နောက်ကျနေပါလေဒီချိန်လေးကောင်းကြလားဒီချိန်အဆင်ပြေကြလားနော်ဟိုးအရင်လေးစုပြေ online စလုပ်တဲ့ချိန်တော့စုပြေ live လွှင့်တဲ့ချိန်ကည12နာရီ1နာရီတချို့နေ့ဆိုမနက်3နာရီ4နာရီစုပြေလွှင့်တာနော်အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့အခုကကြတော့ဒီဘက်မှာနည်းနည်းကိစ္စလေးရှိလို့အလုပ်ဆရာလေးရှိနေရတယ်အဲ့ဒါနဲ့ live ကအစတော့8နာရီခွဲ9နာရီလောက်လာဖို့ပဲအခုကနောက်ကျသွားတာပေါ့နော်တစ်တဲ့ဟုတ်ကဲ့ပါနော်အဲ့တော့ကိုယ်တငယ်ချင်းတွေရှိရဲဆိုလို့ဆိုရင်လည်းဝိုင်းပြီးတော့ mention ခေါ်ပေးကြပါအောင်နော်အဲ့တော့ speed number 1စတော့မယ်နံပါတ်1က online မှာအလုပ်လာလုပ်တော့မယ်သူတယောက်မှာမဖြစ်မနေရှိရမယ်စကေးကကြတော့ online ဆိုတဲ့နေရာက speed တို့ပုံရိပ်တွေနဲ့အလုပ်လုပ်တာပုံရိပ်တွေကိုပြပြီးတော့အလုပ်လုပ်ရတာဥမာထားလိုက်ပေါ့စုပြေးဆိုလို့ဆိုရင်စုပြေးရဲ့မျက်နှာကအပြင်မှာဒီလောက်ထိအသားရည်မကောင်းဘူးဒါမဲ့စုပြေ live ထဲမှာအသားရည်ကောင်းအောင်လှအောင်ကိုမျက်နှာလေးကိုကြည့်ချင်စပွဲဖြစ်အောင်စုပြေဒီ live လွှင့်တဲ့ဒီကင်မရာပေါ့နော်ဖုန်းကင်မရာ live လွှင့်တဲ့ဥစ္စာလေးကိုစုပြေလုပ်ထားတယ်နော်အဲ့တော့နံပါတ်1ကပုံရိပ်နဲ့အလုပ်လုပ်ရတာဖြစ်တဲ့အတွက်ကြောင့်ကင်မရာသုံးတတ်တဲ့ scale ကောင်းကောင်းဖြစ်ရမယ်ဒါစုပြေရဲ့အတွေ့အကြုံရပြောပြတာဖြစ်ပါတယ်စုပြေကိုယ်တိုင်လည်းဒီအပိုင်းဒီမှာအရန်ကြီးကျွမ်းကျင်ခဲ့တဲ့သူတယောက်မဟုတ်ဘူးအရန်ကြီးကျွမ်းကျင်ခဲ့တဲ့သူတယောက်မဟုတ်အဲ့တော့တယောက်နဲ့တယောက်သုံးတဲ့ဖုန်းအမျိုးအစားတွေကတူကျင်မှတူလိမ့်မယ်တချို့က Oppo သုံးမယ် Vivo သုံးမယ် Samsung သုံးမယ် iPhone သုံးမယ်เนาะအမျိုးမျိုးပေါ့နော်တယောက်နဲ့တယောက်ကင်တဲ့ဖုန်းတွေတူမှာမဟုတ်ဒီနေရာမှာလေစုပြေရဲ့ VIP သင်တန်းသူညီမလေးတယောက်ရှိတယ်သူသုံးတဲ့ဖုန်းကလေအရန်လဲဈေးမကြီးဘူးထောင်ကနန်းပဲရှိတယ်သူသုံးတဲ့ဖုန်းလေးကလေဒါပေမဲ့သူ့ဗီဒီယိုလေးထွက်လာလိုက်ရင်လေကြည်တောက်ရှင်းပြီးတော့မျက်နှာလေးဆိုလို့ဆိုရင်လည်းချစ်စရာလေးလှနေရောအပြင်မှာလည်းသူအရန်ကြီးလှတာမဟုတ်ဘူးသူ့အသားကလည်းဖြူတာမဟုတ်ဘူးဒါပေမဲ့သူဗီဒီယိုလေးတွေထွက်လာလိုက်လို့ဆိုရင်အရန်ပါဖက်ဖြစ်တာအရန်လှတာအဲ့ဒါဘာလဲဆိုသူကကင်မရာသုံးတက်တဲ့ scale ကျွမ်းတယ်ကင်မရာသုံးတက်တဲ့ scale ကျွမ်းတယ်သူ့ဖုန်းလေးကထောင်ကနန်းပဲရှိတယ်သူ့ဖုန်းမှာပါတဲ့ကင်မရာနဲ့သူမသုံးဘူးအပြင်က app တစ်ခုသူ down ထားတယ် down ထားပြီးအဲ့ဒီကင်မရာလေးနဲ့သူဓာတ်ပုံတွေရိုက်တယ်အဲ့ဒီကင်မရာလေးနဲ့ပဲသူဗီဒီယိုတွေရိုက်တယ်ပြီးသွားပြီဆိုလို့ဆိုရင်ကင်မရာလေးကိုသူပြန်ပြင်တယ်ထားလိုက်ပေါ့သူမျက်ခုံးမရှိဘူးဆိုလို့ဆိုရင်မျက်ခုံးလေးသူနည်းနည်းထည့်လိုက်တယ်မျက်လုံးမှာအယောင်လေးကာလာတွေမရှိဘူးဆိုသူမျက်လုံးအယောင်လေးကာလာလေးထည့်လိုက်တယ်နော်သူ့မှာနှာခမ်းအယောင်လေးလှမနေဘူးဆိုနှာခမ်းအယောင်လေးထည့်လိုက်တယ်အဲ့ဒီလိုမျိုးလေးနဲ့သူကပြောမစို့သူဒီကင်မရာကိုကောင်းကောင်းသုံးတတ်တာပေါ့နော်ရုပ်ထွက်ကောင်းအောင်သူလုပ်တတ်တယ်အဲ့တော့စပီတို့အပြင်မှာကကြတော့ social ဆိုတာကလေ online ဆိုတာကကိုချပြတဲ့အရာကိုပဲမြင်ရတာနော်ကိုချပြတဲ့အရာကိုပဲမြင်ရတာပြီးရင်စပီရဲ့ဆရာမတယောက်ဆိုလဲအဲ့လိုမျိုးပဲသူဆိုလို့ဆိုရင်ဒီကင်မရာနဲ့ရိုက်လိုက်ပြီးသွားပြီဆိုလို့ဆိုရင်ပြီး editing လုပ်တဲ့အချိန်ညမှာသူပြန်တာဆော့ပြောလို့မျက်ခုံးတွေထပ်ဖြည့်တယ်မျက်လုံးတွေကာလာချဲတယ်ပါးနီလေးနည်းနည်းသွားဆိုးလိုက်တယ်နှာခမ်းနီလေးနည်းနည်းသွားဆိုးလိုက်တယ်ကြည်တောက်ရှင်းအောင်အဲ့လိုမျိုးနဲ့လုပ်တယ်အဲ့တော့အဓိကကြတော့လေအခုမှစလုပ်တဲ့သူတယောက်ဆိုလို့ဆိုရင်ဖုန်းတွေလည်းကောင်းကောင်းပေါ့နော်ဟိုအများကြီးရင်းနှီးပြစ်မှာမဟုတ်သေးဘူးစုပြေကိုယ်တိုင်လည်းစုပြေစပြီးတော့လုပ်ခဲ့တဲ့ချိန်မှာဖုန်းကောင်းကောင်းမသုံးနိုင်ဘူးမင်္ဂလာပါခါတယ်ထက်ရေးမင်္ဂလာပါနော်တတိယနေတယ်မမနေကြီးကအဆင်ပြေပါတယ်ဒီချဲတဲ့ဟုတ်ကဲ့ပါနော်စုပြေကိုယ်တိုင်လည်းစပြီးတော့လုပ်ခဲ့တဲ့အချိန်မှာဖုန်းကောင်းကောင်းမရှိဘူး
ဒီကင်မရာကောင်းတာတွေမသုံးနိုင်သေးဘူးပေါ့နော်ဒီ iPhone ဝယ်တာတော့မှစုပြီး2024ရမှာ iPhone စပြီးတော့ဝယ်တာရှိတဲ့ဖုန်းလေးနဲ့ပဲလုပ်ခဲ့ရတယ်အဲ့တော့အဓိကကြတော့အကောင့်စားကြီးကင်နိုင်မှာမဟုတ်ဘူးအခုကိုစားလုပ်တဲ့အနေနဲ့အစားတော့ပိုင်းနဲ့ကိုက content တွေဖန်တီးမဲ့သူဆိုလို့ဆိုရင်လေကိုတင်လိုက်တဲ့ဒီအစားအသောက်လေးစားခြင်းစပွဲဖြစ်အောင်နော်ကင်မရာလေးတွေကြည်တောက်ရှင်းဖြစ်မဲ့ဥစ္စာလေးတွေကိုရွေးပြီးတော့သုံးတတ်ဖို့လိုအပ်ပါတယ်တကယ်လို့မသုံးတတ်ဘူးဆိုလို့ဆိုရင်ကိုယ့်ရဲ့ဖုန်းအမျိုးအစားနဲ့ဘယ်လိုကင်မရာတွေသုံးသင့်လဲဆိုတာကိုလိုက်ပြီးတော့ရှာကြည့်ကြည့်နော်လိုက်ပြီးတော့ရှာကြည့်ကြည့်ဒါဆိုလို့ဆိုရင်ကိုသိသွားလိမ့်မယ်နော်အရန်กว่าတယ်တိလားစုပြေဆိုရင်ဒီ iPhone စဝယ်တဲ့အချိန်တုန်းကလေ iPhone စုပြေမသုံးတတ်ဘူး iPhone ကင်မရာကိုမသုံးတတ်ဘူးမသုံးတတ်တော့လေဝယ်လာပြီးတော့အော်မျက်နှာကြီးကမဲတိလားလုံးဝ smile line တွေဆိုလဲအကုန်တွေ့ရတယ်နော်အဘူးတဘူးရှိတာကစားအကုန်ရှိတာအစိတ်ညမညစ်နောက်ပိုင်းကိုတဖြည်းဖြည်းနဲ့လေ့လာအော်ဒီသူ့ရဲ့သုံးတဲ့ကင်မရာအကြောင်းကိုသိလေကိုယ့်ရဲ့ရုပ်ထွက်ကကောင်းလေပုံကလှလေဗီဒီယိုတွေကလှလေအဲ့တော့အဓိကသုံးတတ်ဖို့လိုတယ်ကင်မရာသုံးတတ်တဲ့ scale ကိုဖြည့်ပါနော်လက်ရှိကိုသုံးနေတဲ့ဒီဖုန်းရဲ့ကင်မရာနော်စူးချလိုက်ပြီးတဲ့ AI ဖုန်းမလိုတဲ့လူကိုပါဖြည့်ရတယ်ဆိုတော့တဲ့နော်ဘယ်လိုထပ်ပြောတာချဲသိမ့်နာမလဲဘူးဖြစ်နော်အဲ့တော့နံပါတ်1အချက်ကိုရကြမလား online မှာအလုပ်လုပ်မဲ့သူဆိုရင်ဒီအရာကိုလုပ်ပါတကယ်လို့ကိုကအပြင်မှာကိုလုပ်ငန်းရှိတယ်ပေါ့နော်အပြင်မှာကိုကစိုင်ရှိနေပြီးသားသူတယောက် online မှာလက်ထိုးဖောက်မယ်ဆိုလို့ဆိုရင်လေကင်မရာတွေကိုကောင်းကောင်းသုံးပါကြည်တောက်ရှင်းဖြစ်လေလူတွေကပို့ပြီးတော့ကြည့်ကြလေနော်စုပြည့်ဆရာမတယောက်ပြောတဲ့စကားစုပြည့်မှတ်မိနေသေးတယ်လားအပြင်မှာလှဒီနေ့ခေတ်မှာတဲ့နော်အပြင်မှာလှလို့ပတ်စံနေအများကြီးရှာလို့မရဘူးတဲ့အဓိက online မှာလှဖို့အရေးကြီးတယ်တဲ့စုပြည့်ဆရာမဒီစကားပြောတာကြာနေပြီဟို2023နဲ့ကစုပြည့်ရဲ့မန်ထော်ဆရာမပြောခဲ့တဲ့စကားနော်အဲ့တော့ကိုတဲ့လူတွေကတွေးလိုက်ပြီဆိုလို့ဆိုရင်အပြင်မှာနဲ့ online မှာဗမာပိုလှရလို့ပြောလဲတချို့ဆိုလို့တင်အပြင်မှာပိုလှရနော်အပြင်မှာချစ်စရာလေးနော်ဒါဆိုရင်ကိုမပျော်နဲ့တော့နော်ဒါဆိုကိုမပျော်နဲ့တော့ဟဲဖုန်းထဲမှာပို့ပြီးတော့လှတယ်ဖုန်းထဲမှာချစ်စရာလေးရဲ့အဲ့ဆိုလို့ဆိုရင်အဲ့ဒါကိုပျော်ရမယ်ကင်မရာစားတဲ့သူဖြစ်အောင်လုပ်ရမယ်နော်ကင်မရာစားရဆိုကင်မရာကိုကိုက်စားဖို့ပြောမဟုတ်နော်ကိုရိုက်လိုက်တဲ့ပုံတွေကိုလှုပ်လိုက်တဲ့အရာတွေကင်မရာထဲမှာပို့လှနေဖို့လိုအပ်တယ်မင်္ဂလာပါတဲ့ရွှေရီဖြိုးညီမလေးမင်္ဂလာပါမတွေ့ရရေးကြာနေပြီเนาะတတိယနေပါတယ်ကျေးဇူးပါချဲတဲ့အကြံကောင်းတွေအမြဲပေးပြီးတော့တဲ့တင်ပေးလို့တဲ့ဟုတ်ကဲ့ပါเนาะစုပြည့်လဲကင်မရာစားတဲ့သူလို့ပြောလို့ရတယ်လားစုပြည့်လဲကင်မရာထဲမှာပို့ပြီးတော့လှတာပေါ့เนาะဘလို့ပဲဖြစ်ကင်မရာထဲမှာလှအောင်နေတယ်เนาะပုံထဲမှာပါလာတဲ့မလိုတဲ့လူတွေပါ6ရဟုတ်ကဲ့ပါထက်ရေเนาะအဲ့တော့ရကြမလားတကယ်အခုချိန်ကြီးကိုမတက်သေးဘူးဆိုတွားပြီးတော့ရှာကင်မရာတွေဘယ်လိုသုံးရမလဲเนาะကိုကဒီ Oppo ဖုန်းသုံးတယ်ဆို Oppo ဖုန်းကင်မရာတွေလှအောင် Oppo ဖုန်းဓာတ်ပုံလှလေးရအောင်ဘယ်လိုရိုက်ရမလဲเนาะ Vivo ဖုန်းဓာတ်ပုံလှလေးရအောင်ဘယ်လိုရိုက်ရမလဲ iPhone ဓာတ်ပုံလှလေးရိုက်အောင်ဘယ်လိုလုပ်ရမလဲစုပြီးတော့လည်းအဲ့လိုပဲလေ့လာရတာစပြီးတော့ဝယ်တဲ့အချိန်မှာ iPhone သုံးလည်းမသုံးတော့သုံးလည်းမသုံးဘူးပေါ့เนาะအရင်တော့ဆိုဒီအလုပ်ကိုလုပ်တဲ့အချိန်ကြာမှာကိုကဒီဖုန်းကောင်းကောင်းတွေဝယ်ပြီးတော့လောက်တာကင်မရာကောင်းကောင်းတွေဝယ်ပြီးတော့လောက်တာပေါ့နော်အဲ့တော့တိလာတာတကူကစလောက်တော့ဆိုကင်မရာလုံးဝမလှဘူးဒါပေမဲ့ကိုတဖြည်းဖြည်းနဲ့တိလာလေကင်မရာလေးကလှလာလေပုံလေးကလှလေအခုလက်ရှိပို့ပြီးတော့အတုံးကျွမ်းလာလေပို့ပြီးတော့နားလေလာလေလုံးဝကြည်တောက်ရှင်လှပနေရောကိုပုံတော်မှာကိုလုံးဝပြန်ပြီးတော့ကြည့်ပြီးတော့အချိန်ပြန်ကြွေနေရတာပေါ့နော်အဲ့တော့ဒီတစ်ချက်ကိုလောက်ပါဒါ online လုပ်တဲ့သူတွေမဖြစ်မနေရှိရမယ် skill ပါနော်ကိုလည်းကိုလှလေးချိန်တက်ရမယ်ရိုက်တက်ရမယ်ဓာတ်ပုံရိုက်တာပဲဖြစ်ဗီဒီယိုရိုက်တက်တာပဲဖြစ်ပဲပေးတက်ရမယ်ကင်မရာ setting တွေချိန်တက်ရမယ်နော်မလှတဲ့အသားရည်တွေလှအောင်အဲ့လိုမျိုးရိုက်တက်မှနော် product ပုံရိုက်တယ်ဆိုလို့ရှိရင်လည်း product ပုံကိုသူများကြည့်ချင်စရာမြင်ချင်စရာအဲ့လိုမျိုးဖြစ်အောင်ကိုရိုက်တက်ဖို့လိုအပ်တယ်ဒါနံပါတ်1အချက်စုပြလို့နံပါတ်2ကိုဆက်သွားမယ်နော်နံပါတ်2ကို ready ဖြစ်တဲ့သူလေးစုပြကို2လို့ရေးခဲ့ပေးပါဦးမ share ပေးရသေးတဲ့သူလေးလည်းဝိုင်းပြီးတော့ share ပေးကြပါနော်အဲ့တော့နံပါတ်2ဆက်သွားမယ် ready ဖြစ်ကြလားဒီအချိန်အားကြလားစုပြကတော့ဒီအချိန်လေးလာတာပို့ပြီးတော့ပျော်နေတယ်ပေါ့နော်ဒီအချိန်လေးလာရတာပို့ပြီးတော့ပျော်နေတယ်အဲ့တော့နံပါတ်2ဆက်သွားမယ်နံပါတ်2ရတယ်ဆိုလို့ဆိုရင်စုပြကို2လို့ရေးခဲ့ပေးပါမ share ပေးရသေးတဲ့သူလေးလည်းဝိုင်းပြီးတော့ share ပေးကြပါအောင်နံပါတ်2ဘယ်သူတွေ ready ဖြစ်ကြပြီလဲပြောပြမယ်သီလား social media မှာအလုပ်လုပ်တဲ့သူတွေအတွက်လေနောင်တမရှိစေရအောင်
social media မှာအလုပ်လုပ်မယ်ဆိုရင် online မှာအလုပ်လုပ်မယ်ဆိုအရှုံးဆိုတာမရှိဘူးဘာလို့စုပြေဒီစကားကိုပြောရလဲဆိုတော့စုပြေကဒီ online မှာအခုလိုမျိုး page တွေဖွင့်ပြီးတော့ knowledge sharing တွေလက်ပေးတယ်ကိုသိထားတဲ့လောက်ကိုတတ်ထားတဲ့လောက်ကိုလာပြီးတော့ပြောပြတယ်ဒီလိုမျိုးလုပ်ခဲ့တာ2022ကနေစုပြေစခဲ့တယ်အခုဆိုလို့ဆိုရင်တစ်နှစ်နှစ်နှစ်3နှစ်ဝန်းကျင်ရှိသွားပြီဒီ3နှစ်ဝန်းကျင်မှာလေကိုအတွက်လုံးဝအရှုံးမရှိတာအရှုံးမရှိတာစလုပ်တဲ့အချိန်မှာစုပြေက personal brand ကြီးပဲလာတီစောက်မယ်ဆိုတဲ့ရည်ရွယ်ချက်စုပြေအဲ့ဒီအချိန်တုန်းကနားလေတာ personal brand ရှိမှရမယ် personal brand မရှိရင်စီးပွားရေးလောက်ကင်စားတောက်ဖို့အတွက်အဆင်မပြေနိုင်ဘူးဆိုပြီးတော့ personal brand တီစောက်မယ်ဆိုတဲ့အတွေးနဲ့ပဲစုပြေ page ဖွင့်ခဲ့တာနော်အဲ့တော့ social media မှာအလုပ်လုပ်လို့အရှုံးမရှိဘူးဆိုတာစုပြေဒီညမှာထပ်ပြီးတော့ပြောပြပေးမယ်နော်အဲ့တော့ number 2ကကြတော့ဗာလဲဆိုတော့စကားပြောတဲ့ skill စကားပြောတဲ့ skill ဖြစ်ရမယ်တနည်းအားဖြင့် story telling လို့လည်းပြောလို့ရတယ်စကားပြောတဲ့ skill ပေါ့နော်စုပြေကတော့စကားပြောတဲ့ skill လို့ပဲပြောလိုက်မယ်ဘာလို့လဲစုပြေတို့ online မှာလာပြီးတော့အလုပ်လုပ်တယ် post တွေတင်မယ်ဆိုလို့ဆိုရင်လေအဲ့ဒီကိုရေးလိုက်တဲ့စာကနေပြီးတော့တခြားသူတွေကိုနားလေသွားအောင်တခြားသူတွေရင်ထဲရောက်အောင်ဟတ်ထိအောင်ရေးနိုင်တဲ့သူဖြစ်ရမယ်ဗီဒီယိုတွေရိုက်ပြီဆိုလေအဲ့ဒီကိုရိုက်လိုက်တဲ့ဗီဒီယို10မိနစ်2မိနစ်3မိနစ်အတွင်းမှာလူတွေဟတ်ထိအောင်လို့နားထောင်ခြင်းအောင်လို့တချို့ကတော့ပြောတယ်စကားတွေကရှုပ်ထွေးပြီးတော့ကိုတော်မှနားမလဲကိုတော်မှနားမလဲရင်ကိုပြောတဲ့စကားကိုတခြားသူကလည်းနားလည်မှာမဟုတ်ဘူးအဲ့တော့တိုနဲ့လိုရင်းကိုထိရောက်ဟတ်ထိအောင်ပြောနိုင်လေ online မှာငွေရှာရလွယ်ကူလေပဲဒီ skill တွေကအမေမွေးရတတ်မှာလားတတ်တဲ့သူလည်းရှိရင်ရှိမယ်နော်စုပြေဆိုလို့ဆိုရင်စုပြေကစကားပြောအရန်တော်တဲ့ထဲမှာမပါဘူးအပြင်မှာဆိုလို့ဆိုရင်လေစကားအရန်နေတဲ့ထဲမှာပါတယ်မလို့အဲ့ရင်မပြောအရင်တော့ဆိုရင်ပြောလိုက်ရင်လည်းဘူးပေါက်ရိုက်ပေါက်နဲ့ပဲပြောခဲ့တာပေါ့နော်ဒါပေမဲ့တစ်ခုကကြတော့ဗာလဲဆိုတော့အဲ့ဒီလိုမျိုးပြောတတ်ဖို့အတွက်ကိုလေ့လာရတယ်ဘသူတွေဘလို့ပြောသွားလဲနော်ပြောတဲ့စကားတွေအများကြီးနားထောင်ရတယ်အများကြီးနားထောင်ရတယ်အော်ငါအလှည့်ကြရင်ငါဒီနေရာလေးမှာဒီလိုလေးပြောမယ်ဒီနေရာလေးမှာဒီလိုလေးပြောမယ်ဆိုပြီးတော့ကိုပြန်ပြီးတော့သင်ယူရတယ်နော်သင်ယူလေးလာပြီးတော့ကို့အတွက်လိုအပ်တဲ့ຢာတွေကိုဖြည့်ရတယ်အဲ့တော့ညီမကစကားမပြောတတ်ဘူးကျွန်တော်ကစကားမပြောတတ်ဘူးတခြားသူတွေနားလဲအောင်မပြောတတ်ဘူးရင်ထဲရအောင်မပြောတတ်ဘူးဒါဆိုလို့ဆိုရင်လှုပ်လို့တော့ရမယ်တော့ပင်မဲ့ပြောတတ်တဲ့သူရေးတတ်တဲ့သူလှုပ်တတ်တဲ့သူကပို့ပြီးတော့ငွေရှာလို့ရမယ်ပစ္စည်းရောင်းမယ်ဆိုလို့ဆိုရင်လေကိုပစ္စည်းရဲ့အကြောင်းလေးနော်မသုံးနေနဲ့သုံးပြီးမှပြောင်းလဲသွားတဲ့အကြောင်းလေးကောင်းကျိုးတွေဆိုးကျိုးတွေဘလို့လူတွေသုံးသင့်လဲဆိုတော့ဒါကိုစကားပြောပြီးတော့ပဲကိုလောက်ရမှာလေအခုဆိုပြီးတော့ live နေတယ်ဆိုတော့ live ထဲမှာဘာထိုင်လုပ်နေလဲစကားပဲထိုင်ပြောနေရတာဗီဒီယိုတွေလုပ်တယ်ဆိုလို့ဆိုရင်လေဗီဒီယိုတွေကဘာလို့อ่ะစကားပဲပြောပြီးတော့လုပ်ရတာအဲ့တော့စကားမပြောတတ်ဘူးเนาะကိုပြောတဲ့စကားတွေကရှေ့နောက်တွေမညီဘူးလုံးထွေးနေတယ်လိုရင်းကိုမရောက်ဘူးအရစ်ရှည်နေတယ်ဆိုလို့ဆိုရင်လေလူတွေကကြိုက်မှာမဟုတ်ဘူးเนาะအဲ့တော့စုပြေကိုယ်တိုင်ရောအခုချိန်ကြီးပါဖတ်ဖြစ်ပြီလားဆိုတော့ပါဖတ်မဖြစ်သေးပါဘူးအမြဲတမ်းဒီစကားပြောတဲ့ skill ကိုပေါ့เนาะဒီထက်ပို့ပြီးတော့ကျွမ်းကျင်နေတယ်ဒီထက်ပို့ပြီးတော့ထိရောက်ပြောတတ်ချင်တယ်ဒီထက်ပို့ပြီးတော့ဟတ်ထိအောင်ပြောတတ်ချင်တယ်အဲ့ဒီအတွက်လည်းအခုချိန်ကြီးလေးလာနေစေတင်ယူနေစေထပ်ဖြစ်နေစေပဲဖြစ်တယ် online ကိုသုံးပြီးငွေရှာမယ်ဆိုရင်နံပါတ်1ဒီ skill ကိုဖြည့်ပါနံပါတ်3ဆက်သွားမယ်နံပါတ်3เนาะနံပါတ်3ထပ်ရခြင်းသေးလားနံပါတ်3ထပ်ရခြင်းသေးဆိုစုပြေ3လို့ရေးခဲ့ပေးပါမ share ရသေးတဲ့သူလေးလည်းဝိုင်းပြီးတော့ share ပြစုပြေဒီ live ကိုနိုင်ဝက်ဖယ်လွှင့်မှာဖြစ်တယ်เนาะနိုင်ဝက်ဖယ်လွှင့်မှာဖြစ်ပါတယ်အဲ့တော့3ကို ready ဖြစ်တဲ့သူလေးစုပြေကို3လို့တစ်ချက်ရေးခဲ့ပြီเนาะ
Okay နံပါတ်3 ready ဖြစ်ကြလား ready ဖြစ်တယ်ဆိုစုပြီးတော့3ရေးခဲ့ပြီပေါ့နံပါတ်3နံပါတ်3ဖြစ်ရမယ့် skill online မှာအလုပ်လုပ်မဲ့သူတယောက်အနေနဲ့เนาะ3နဲ့ဟုတ်ကဲ့ပါเนาะ social media ကိုအသုံးပြုပြီးတော့ဝင်ငွေတည်ဆောက်မဲ့သူတယောက်အနေနဲ့နံပါတ်3ကတော့မဖြစ်မနေ video editing skill video editing skill ရအောင်ဖြစ်အခုမှစလုပ်တဲ့သူတယောက်မှာအမင်းနေမငှားနိုင်သေးဘူးအမင်းနေရှိအောင်မှာမဟုတ်ဘူးဒါဆိုကိုယ်တိုင်ပဲ editing လုပ်ရမှာဆိုပြီးလေဒီ social media ကိုစပြီးတော့ထွက်လာတဲ့အချိန်အလုပ်လုပ်တဲ့အချိန်မှာကိုယ်တိုင်ဇက်ညွန်ရေးစရာလဲကိုပဲမင်းသမီးလဲကိုပဲ driver လဲကိုပဲ editing လုပ်တဲ့သူလဲကိုပဲအားလုံးကိုတူးထဲနဲ့ပဲစခဲ့ရတယ်เนาะအဲ့တော့ဒီ live မှာကြည့်နေတဲ့အမတွေညီမတွေအကိုတွေမောင်လေးတွေကကိုလဲကိုပြန်ပြီးတော့ရိုက်တက်တဲ့ skill တွေကင်မရာချိန်တက်တဲ့ skill တွေเนาะဘယ်နေရာလေးမှာထားရင်ဘယ်လိုမျိုးဖြစ်မလဲเนาะကင်မရာကိုဘယ်လောက်မှထားရမလဲအကွာဝေးဘယ်လောက်ထားရမလဲရိုက်ရင်ဘယ်လိုရိုက်ရမလဲဒါတွေကိုကိုကလေ့လာရမယ်ပြီးရင် editing လုပ်တဲ့ skill မလိုအပ်တဲ့အပိုင်းတွေဖြတ်ထုတ်လိုအပ်တဲ့အပိုင်းတွေပေါင်းထည့်เนาะဒါတွေလုပ်တတ်တယ်ဆိုလို့ဆိုရင် online မှာငွေရှာဖို့အရန်လွယ်တယ်ဒီ skill 3ခုပဲမဖြစ်မနေတက်အောင်လုပ်လိုက်အဲ့တော့ဒါတွေကဘယ်ကလေ့လာလို့ရလဲ fee တွေမျှဝေပေးထားတဲ့သူတွေအများကြီးပဲကြိုက်တဲ့ channel မှာကြိုက်တဲ့သူရှိမှာ fee တွေအများကြီးလေ့လာလို့ရတယ်သင်တန်းတက်မှမဟုတ်ဘူးစုပေးကိုယ်တိုင်သင်တန်းတွေဖွင့်နေတဲ့သူတယောက်ဒါပေမဲ့သင်တန်းတက်မှမဟုတ်ဘူးကြိုက်တဲ့နေရာမှာကြိုက်တယ်လို့ fee လေးလာလို့ရတယ်ကိုလေးလာတင်ယူခြင်းနဲ့စိတ်ရှိဖို့ပဲလိုတယ်ပြောပြမယ်ဒီနေ့ဒီချိန်ဒီ online မှာမလုပ်ရသေးဘူးဆိုစလုပ်ပါလုပ်နေတဲ့သူတွေကိုဆက်လုပ်ပါဘလို့အကြောင်းမျိုးကြောင်းမှမနာလိုက်ပါနဲ့နောက်ဆုံးစုပြပြောချင်တယ်ဘာလို့လဲစုပြဒီ online မှာဒီ page ထောင်ပြီးတော့စုပြ personal brand တိဆောက်တယ်လုပ်တယ် video content တွေစုပြနေ့စဉ်လုပ်တယ် post တွေနေ့စဉ်တင်တယ်3နှစ်ဝန်းကျင်ရှိပြီဒီ3နှစ်ဝန်းကျင်မှာအကျိုးရလက်ကဘာရလဲသိလားကိုယ့်ရဲ့ personal brand တစ်ခုရှိလာတယ်ကိုယ့်ကိုယုံကြည်တဲ့သူတွေပို့ပြီးတော့တိုးလာတယ်လူသိပိုများလာတယ်ချစ်ခင်တဲ့သူတွေပို့ပြီးတော့တိုးလာတယ်အလုံးလုံးရတာအရန်လွယ်ကူတယ်နော်အလုံးလုံးရတာအရန်လွယ်ကူတယ်ငွေရှာရတာအရန်လွယ်ကူတယ်ဒီကြားထဲမှာစုပြေက knowledge business လုပ်ပြီးတော့လဲငွေရှာတယ်ပစ္စည်းတွေရောင်းပြီးတော့လဲစုပြေငွေရှာတယ်ထားလိုက်ဖို့စုပြေတစ်ခုခုရောင်းခြင်းတယ်ပြီးခဲ့တဲ့အပတ်တုန်းကဆိုစုပြေ personal brand ရဲ့အကြောင်းပြောရမယ်နော်ပြီးခဲ့တဲ့အပတ်တုန်းကစုပြေသုံးတဲ့မိုက်ကြီးအရန်3ကောင်းလို့ပြောပြပေးတယ်ပြောပြပေးတဲ့အချိန်မှာလိုချင်တဲ့သူတွေများတယ်နော်3ရက်အတွင်းကိုမိုက်10ခုကျော်3ရက်အတွင်းကိုမိုက်10ခုကျော်အဲ့ဒါစုပြေအသေးအတန်လိုက်ရောင်းနေတာမဟုတ်ဘူးနော်လုံးဝ pre order ငွေကြိုရှေ့ပြီးလာယူသွားကြတယ်ယူသွားကြတယ်။အော်အဲ့ဒီမှာတိလိုက်တာ။ငါရဲ့ personal brand ပစ္စည်းတစ်ခုကို1000 2000လဲမဟုတ်မြန်မာငွေနဲ့ဆို3ကျော်တယ်။နော်ပို့ကားနဲ့ဗာနဲ့စုပြီးတွက်လိုက်တာ3တော့မကျော်ဘူး9000ကျော်တယ်။အဲ့ဒါပတ်စံငွေကြိုရှင်းပြီးတော့လာဝယ်သွားကြတယ်။အခုချိန်ကြီးအဲ့ဒီပစ္စည်းကစုပြီးပို့ပေးထားအခုချိန်ကြီးမရောက်သေးဘူး။လမ်းခီးမှာအမျိုးမျိုးကြောင်းပေါ့နော်။မရောက်သေးဘူး။ဒါပေမဲ့ဘယ်သူမှလာပြီးတော့ complain လာမတက်ကြဘူး။ဘယ်သူမှလာပြီးတော့မပြောကြဘူး။ပတ်စံလဲကြိုရှင်းထားပြီးသွားပြီ။တကယ်လို့စုပြတာဒီနေရာမှာ personal brand မရှိဘူးဆိုသူများတွေကိုယုံကြည်ပါမလားနော်သူ့ငွေတွေကြိုရှင်းထားပြီးတွားပြီးတချို့ဆို2ခုတချို့ဆို3ခုအဲ့လိုမျိုးတွေဝယ်ကြတာပေါ့နော်အဲ့တော့ပြောချင်တာဒါကိုယ့်ရဲ့ personal brand ကြောင့်ဘယ်သူမှလည်းဘာမှ complain လာမတက်ဘူးရတဲ့အချိန်ထိကိုအေးစစ်စစ်စောင့်နေကြတယ်နော်အဲ့ဒီကနေပြီးတော့လေနော်တင်တန်းတွေဖွင့်တိုင်းလေတင်တန်းတွေကလည်းဝင်ငွေတွေရအောင်လုပ်လို့ရတယ်နော်ပြီးွားရင်ကိုလင်းကမင်္ဂလာပါတဲ့ဟုတ်ကဲ့ပါမမြတ်နိုးကမင်္ဂလာညချမ်းလေးပါညီမလေးစုပြရှင်နဲ့ဟုတ်ကဲ့ပါမင်္ဂလာပါမရေနော် personal brand ရှိထားတာအရန်အားတာတယ်အဲ့တော့ကိုဘာစီးပွားရေးလုပ်မှလဲစီးပွားရေးလုပ်ရတာလွယ်ကူတယ်ပြီးနောက်တစ်ခုစုပြလောက်လာတဲ့ဒီ3နှစ်ပေါ့နော်3နှစ်ဝန်းကျင်မှာပထမအဆုံးစလုပ်တဲ့အချိန်မှာလေစုပြက personal brand အတွက်ပဲဒီ page ကိုဖွင့်ခဲ့တာငါ personal brand တိဆောက်မယ်နေ့စဉ် content တွေလုပ်မယ် post တွေတင်မယ် video တွေလုပ်မယ်ဆိုပြီးစုပြအဲ့ဒီရည်ရွယ်ချက်နဲ့ဒီ page ကိုဖွင့်ပြီးတော့စလုပ်ခဲ့တာတနေ့ကိုဗီဒီယိုတစ်ပုတ်လုပ်တယ်အရန်တော်တဲ့ဆရာမကိုလည်းပညာယူနေပါတယ်ဟုတ်ကဲ့ပါကိုလင်းကျေးဇူးတင်ပါတယ်ရှင်နော်
နေ့စဉ်စုပြ post တစ်ခုတင်တဲ့ဗီဒီယိုတစ်ပုတ်လုပ်တယ်အဲ့ဒါနဲ့စုပြတစ်နှစ်ကျော်မှာစပြီးတော့စုပြဒီ knowledge business ကိုစလုပ်တယ်သင်တန်းတွေစပြီးတော့ဖွင့်တယ်2023 9လပိုင်းကနေစုပြသင်တန်းတွေဖွင့်တာအခုထိနော်မေးစရာရှိရဆရာမတဲ့အကြံလေးတောင်းပေးရစီရပါတယ်ကိုလင်းနော်ရပါတယ်ရှင်နော်မေးလို့ရပါတယ်နော် Messenger မှာလာမေးချင်လဲရတယ်နော်အဲ့တော့အဲ့ဒီရနေစုပြငွေရှာခဲ့တယ်အခုဆိုလို့ဆိုရင်စုပြရဲ့ဒီ page အဲ့ဒီစလုပ်တဲ့အချိန်မှာစုပြရလေဒီ page ကနေဒေါ်လာတွေရတယ်နော်ကိုတင်လိုက်တဲ့ဗီဒီယိုတွေဓာတ်ပုံတွေ live တွေဒါတွေကနေပြီးတော့ငွေတွေရှာလို့ရတယ်ဆိုစုပြလုံးဝမသိခဲ့ဘူးစလုပ်တဲ့အချိန်မှာမသိခဲ့ဘူးစုပြသိတာက personal brand တည်ဆောက်မယ်လုပ်မယ်ဆိုပြီးတော့အဲ့လိုနဲ့ပဲစုပြလုပ်ခဲ့တဲ့ဗီဒီယိုတွေနေ့တိုင်းလုပ်တဲ့ post တွေနေ့တိုင်းတင်တယ်ဒါပေမဲ့သိလိုက်တဲ့အချိန်မှာ2023မှာစုပြရဲ့အတိတွေကိုယ့်ရဲ့ညီကိုမောင်မတွေကပြောလာတယ်နင်းရဲ့ဒီ channel ကနေပြီးတော့ပေါ့နော်ငွေတွေရှာပါလားဒီလိုတွေလုပ်ပါလား monetization တွေရှောက်ပါလားအဲ့တော့မှ monetization ဆိုတာကိုသိတာသိတော့စုပြစားလုပ်ကြည့်တယ်ဒါပေမဲ့ဆက်စကြမှာမရသေးဘူးဒီထဲမှာ2024တစ်နှစ်စုပြစောင့်လိုက်ရတယ်2024တစ်နှစ်အကြောင်းမျိုးကြောင်းနဲ့တော့တွေတော့ပွင့်တယ်ဒါပေမဲ့မရဘူးပေါ့နော်မရဘူးဖြစ်နေတယ်ဒါပေမဲ့လည်းသူကသူရချင်ရမရချင်နေစုပြတွေးတာကနေ့စဉ်ကိုလုံးနေရတာပဲကိုကျေးဇူးတင်တယ်နေ့စဉ်ကိုလုပ်တယ်နေ့စဉ်ကိုဗီဒီယိုတွေလုပ်တယ်ကိုယ့်ရဲ့အဓိက personal brand အတွက်လုပ်မယ်ပြီးရင်ကိုယ့်ရဲ့ဒီ knowledge business ကိုသင်တန်းတွေဖွင့်မယ်လုပ်မယ် online social media ကတိုးတက်ချင်တဲ့သူတွေပြောင်းလဲချင်တဲ့သူတွေငွေဝင်ချင်တဲ့သူတွေအဲ့ဒီလူတွေကိုပြောပြမယ်သင်ပြမယ်ဆိုတဲ့စိတ်နဲ့ပဲနေ့တိုင်းလုပ်တယ်အဲ့တော့လွန်ခဲ့တဲ့3နှစ်ကလေးကစူးစမ်းလာတဲ့စူးစမ်းမှုကအခုဆိုလို့ဆိုရင်ထားလိုက်ပေါ့ကိုဗီဒီယိုတစ်ပုတ်တင်ထားတာပဲဖြစ်ဖြစ်ကို live တစ်ခုလွှင့်ထားတာပဲဖြစ်ဖြစ်စာတစ်ပုတ်တင်ထားတာပဲဖြစ်ဖြစ်ငွေဝင်မဲ့လမ်းကြောင်းတွေကပွင့်သွားပြီအဲ့တော့စူးစမ်းရတာမတန်ဘူးလားကိုအိတ်နေလဲ तू ကတရိပ်ရိပ်နဲ့ तू ပါ तू ဝင်စရာရှိတာဝင်တယ်ကိုစာလေး4-5လုံးကိုရေးပြီးတော့တင်ထားလိုက်တယ်အဲ့ဒါလည်းပတ်စံဝင်တယ်ဗီဒီယိုတင်ထားတဲ့ပတ်စံဝင်တယ် live ဖွင့်ထားလဲပတ်စံဝင်တယ်ကိုကြိုက်တာလို့ကိုရဲ့ channel မှာဝင်လမ်းကြောင်းတွေကဖွင့်ပေးနေတာအဲ့တော့စုပြရတော့လေအရန်ပီတိဖြစ်တာပေါ့နော်ပီတိဖြစ်တယ်ဆိုတာဘာလဲဆိုတော့အော်ငါဘာမှငါစလုပ်တဲ့အချိန်မှာငါဒါတွေကိုမသိခဲ့ဘူးဆရာမဖြစ်ဖို့မတွေးလို့ပါတဲ့အော်အရင်ဖြစ်ဖို့အကောင့်ကကျသွားလို့နော်ကိုလင်းခိုင်စုပြည့်ဆိုတဲ့အကောင့်နော်ခိုင်စုပြည့်လို့ရေးရိုက်လိုက်ပြင်စုပြည့်ကိုအပ်လာခဲ့လို့ရတယ်နော်ခိုင်စုပြည့်လို့ရေးရိုက်လိုက်ပြီးတော့အဲ့တော့အခုတည်းကစလုပ်မယ်ဆိုရင်ထားလိုက်ပေါ့နော်ဒီနေ့ဒီ live ထဲမှာကြည့်နေတဲ့သူတွေထဲမှာတချို့က teacher ကျမပစ္စည်းတွေလည်းမရောင်းချင်ဘူး okay မရောင်းနဲ့ teacher တို့လည်းကျမသင်တန်းတွေလည်းမသင်ပေးတတ်ဘူးသင်ပေးရတာလည်းဝါသနာမပါဘူး okay မသင်နဲ့အဲ့ဆိုဘာလုပ်လို့ရလဲနေ့စဉ်ကိုဘာသွားလဲဘာလုပ်လဲနော်ကိုလုပ်နေတဲ့အရာလေးတွေနေ့စဉ် post တင်ရင်းနဲ့နော်ငွေလုပ်လို့ရတယ်စုပြသိတဲ့အမတယောက်ရှိတယ်သူဆိုလို့ဆိုရင်လေ passport ကိစ္စလာပြောလိုက်ဟိုနေရာမှာကြားတဲ့သတင်းအကြောင်းတင်လိုက်နော်ဘယ်နေရာမှာတော့ဘာဖြစ်သွားပြီနော်ဘယ်သူတွေတော့ဘလို့ဖြစ်နေပြီနော်ဘယ်ရာတော့ဘလို့ဖြစ်သွားပြီနော်အဲ့ဒါလေးတွေကိုသူစာလေးတွေတင်တာတိလားဒါပေမဲ့သူနောက်မှသူဒေါ်လာတွေအများကြီးဝင်တယ်အဲ့တော့အရှုံးဆိုတာမရှိဘူး social media မှာစပြီးတော့လုပ်ပါလို့ပြောချင်တယ်နော်ကင်မရာသုံးတတ်တဲ့ skill ဖြည့်ပါစကားပြောတတ်တဲ့ skill ဖြည့်ပါ video editing skill ဖြည့်ပါဒါဆိုလို့ဆိုရင်သေချာတယ်ရှေ့ကထားလိုက်ပစ္စည်းရောင်းတာမကြိုက်ဘူးတင်ပေးရတာလည်းမကြိုက်ဘူးဒီနီးလန်းနဲ့ငွေမရှာဘူးဆိုတော့နောက်ဆုံးအနည်းဆုံးတော့ monetization ကနေငွေရှာလို့ရတယ်လူတိုင်းလုပ်လို့ရတဲ့ခွင့်ကြီးခစ်ကြီးကအရန်အပ်ထားပါတယ်ဆရာမဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ရှင်နော်ခစ်ကြီးကအရန်ပြောင်းလဲတယ်ခစ်ကြီးကအရန်တိုးတက်တယ်စုပြကတော့အရန်ကြိုက်တယ်ဘာလို့လဲဆိုကိုတိုင်းလည်း social media မှာနေရတာပျော်တဲ့သူတယောက်နော်အရင်တော့ကဒီလိုတွေမရတာတောင်မှကို့မှာဒီနေရာမှာနေပြီးတော့ပျော်ပြီးတော့လုပ်နေရတဲ့သူတယောက်လေနော်အဲ့တော့လောက်ကြပါလို့ဒီ live မှာအားလုံးကိုအကြံဉာဏ်လေးပေးချင်ပါတယ်အဲ့တော့ဒီ live ကကို့အတွက်အကျိုးရှိလားတန်လားဘာတွေရလိုက်ကြလဲနော် social media ရဲ့ power ကိုသုံးပါနော် online power ကိုသုံးပါဝင်ငွေတွေတီဆောက်ပါအခုလောက်အကောင်းဆုံးအချိန်ကအခုလောက်အကောင်းဆုံးချိန်ပဲမင်္ဂလာပါချဲမမီအမြတ်မင်္ဂလာပါနော်အဲ့တော့အခုချိန်မှာကိုကတီချဲကျမလေးဗီဒီယိုတွေလုပ်နေတယ်အခုထိမပေါက်ဘူး live တွေထွင်နေတယ်အခုချိန်ကြီးကြည့်ရသူမရှိဘူးတီချဲအခုချိန်ထိကျမပစ္စည်းတွေရောင်းနေတယ်မရောင်းရဘူးမရက်တန့်လိုက်ပါနဲ့စုပြေအခုလိုမျိုးစုပြေဒီလိုမျိုးပေါ့နော်
ကိုလိုချင်တဲ့ရလက်တွေရလာတယ်ဆိုတာလေစုပြမှာအားအသာဆုံးညာကားပါတယ်စုပြရဲ့ဇွဲရှိတယ်ဘလို့အခြေအနေအကြောင်းမျိုးမျိုးနဲ့ပဲကြုံစုပြလုံးဝမရက်ဘူးအယမ်းပေါ့နော်ထုလေမာလီငဖယ်လိုမျိုးလူမျိုးစုပြကအကြောင်းဒီလိုမျိုးရလက်တွေရလာဒီကြားထဲမှာဒီလိုရလက်တွေမရခင်မှာကြုံရတဲ့အရာတွေအများကြီးရှိတယ်ဒါပေမဲ့လုံးဝမရက်တတ်ဘူးငါလှုပ်ရှားရှိရလုပ်မယ်ငါအကောင်းဆုံးလုပ်မယ်ငါအကောင်းဆုံးရှေ့ဆက်မယ်ဆိုတဲ့စိတ်နဲ့ပဲလုပ်တာဖြစ်ပါတယ်အဲ့တော့ဒီဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိလားဘာတွေရလိုက်ကြလဲเนาะအဲ့တော့သူဒီအခုလက်ရှိသင်ပေးနေတဲ့သင်တန်းတစ်ခုရှိအဲ့ဒါ OSM Online Success Master Class ဆိုတဲ့သင်တန်းပေါ့နော်2လတာ camp သင်တန်းဒီသင်တန်းမှာဆိုလို့ဆိုရင်အခုတချို့ဆိုလို့ဆိုရင်ဒီ monetization တွေပွင့်ကျင်ကြတယ်ရကျင်ကြတယ်ပေါ့နော်အဲ့လိုလူတွေလည်းပါတယ်အဲ့တော့ဒီထဲမှာစုပြီးအဲ့ဒီအကြောင်းအရာတွေလည်းစုပြီးထည့်ပြီးတော့သင်ပေးပါမယ်เนาะအဲ့တော့ရကျင်တဲ့သူတွေရှိရဆိုလို့ဆိုရင် online မှာအခုချိန်ကြီးမစတတ်သေးဘူးမလုပ်တတ်သေးဘူးဘယ်ကဘလို့စမှ channel တွေဘလို့ဖွင့်ရမှမသိသေးဘူးเนาะ content တွေဘလို့ set type ဖန်တီးရမှမသိဘူးဆိုလို့ဆိုရင်စုပြီးသင်ပေးနေတဲ့ OSM 2လတာ camp သင်တန်းကိုလာပြီးတော့ join မှာဒီ live ကလာတဲ့သူကိုအထူးချင်းနဲ့ထားပေးမှာပါเนาะပြီးရင်စုပြီးရှိမှာ VIP ရကျင်တဲ့သူတွေဆိုလို့ဆိုရင်လည်း VIP အနီးကပ်လာပြီးတော့ယူလို့ရပါတယ်ထိုင်းနိုင်ငံအတွင်းမှာဆိုအပြင်တွေတခြားနိုင်ငံတွေမှာဆိုလို့ဆိုရင်ဖုန်းနဲ့လေ့လာသင်လို့ရပါတယ်အဲ့တော့ဒီနေ့ဒီ live ကိုကြည့်ပြီး share ပြီးအသေး comment ပေးတဲ့သူတွေအားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးကျမ်းမာချမ်းသာပြီးတော့ဝင်ငွေတွေတိုးကြပါစေအားလုံးပဲဘိုင်ဘိုင်ပါ